Hello အားလုံးမင်္ဂလာပါဒါကျွန်တော်အခုဒီနေ့အားလုံးကိုဒါဟိုပေါ့ဒီနေ့ပေါ့ကျွန်တော်အရင်နဲ့မတူတဲ့ဒါ blind box လေးကိုကျွန်တော်ဒီနေ့ပေါက်ပေးမှာပါဒီနေ့ကတော့ဒါအားလုံးလည်းသိကြတဲ့အတိုင်းဘယ်လိုပြောရမလဲဒါတော်တော်များများဖောက်ပြီးနာမည်ကြီးနေတယ်ဒါ scoop panda ကိုဒါကျွန်တော်ဒီနေ့ကျွန်တော်ဖောက်ပေးမှာပါဒါအခုနောက်ဆုံးဟိုပေါ့ထွက်တဲ့ဒါခင်းရအောင်လေးပေါ့နေဘူးကတော့နောက်တစ်ခေါက်ကျမှကျွန်တော်လာပါမယ်အခုဒီခေါက်ခင်းရမှုလေးကိုကျွန်တော်ပေါက်ပေးမှာပါဘာလေးပေါက်မလဲဆိုတော့အားလုံးနဲ့အတူတူကျွန်တော်ရှင်းခုစိတ်လို့ရတာလေကြည့်လိုက်ရဒါအားလုံးနဲ့သိမှာပါဆိုတော့ဒီရုပ်လေးအဲ့ဒီမှာကျွန်တော်ဘယ်ရုပ်လေးအကြိုက်ဆုံးလဲသိမယ်ကျွန်တော်ကတော့အကြိုက်ဆုံးကဒီဟိုပေါ့ပန်းလေးနဲ့ဒီခရမ်းလေးနောက်တစ်ခုဝါရောင်လေးဒီသုံးခုကတော့ကျွန်တော်တော်တော်လေးသဘောကျအဲ့ဒီသုံးခုတွေကတစ်ခုပေါက်မလားမပေါက်လားဆိုတော့ဒါအားလုံးကတူကြောက်ကြည့်လိုက်ရအားလုံးလည်းဒီဟာတွေကဘယ်ဟာလေးအကြိုက်ဆုံးဖြစ်မလဲဆိုတော့ကျွန်တော်အစီအပြေစေကိုမှမပြောရဘူးမှတ်ပေးလို့ရပါတယ်ကဲဒါဆိုရင်ချက်လောက်ပေါက်ကြည့်လိုက်ရတကယ်တည်းကဘလိုင်းပေါက်ပေါက်တာကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ရင်ခုန်စိတ်လို့ရပြီဖြစ်တော့ဖြစ်တယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ချစ်စရာလည်းကောင်းတယ်ဒါလေးတွေဒီကူလေးရတာဘယ်လောက်ချစ်ဖို့ကောင်းလဲကဲပေါက်ပြီတော့ပကေးချင်းစားလာဆိုတော့တော်တော်လေးလာကူလေးရဒီဘူးကတော့ဒါပေါ့ကျွန်တော်ပထမဝယ်တဲ့ဘူးလို့မဟုတ်ဘူးတော့ပေါ့မှကန်ဒါတော့သိပါတယ်ရတော့ပေါ့မှကန်ကဲဘာဒီပေါ့ကဲဒီဖေးလေးကျန်ပါတော့ပကေးချင်းနဲ့တော်တော်လေးတော့မိုက်တယ်တော့လက်စပီးဆန်ပြောလို့ရတော့တော့တော်တော်လက်လာလေးနဲ့တော့လှုပ်တယ်အိတ်လေးကိုဒီလေဒါဖောက်ပူရတူလေးတိပါတယ်ဒါလေးအိတ်လေးပါတယ်ဒါကျွန်တော်ကတော့တော်တော်လေးသဘောကျတယ်အိတ်လေးကိုအိတ်လေးနဲ့တော်တော်လေးကြည့်တယ်ကဲဘာလေးပေါ့လဲကျွန်တော်ကြိုက်တဲ့ရုပ်ကင်တာကဲချက်လောက်ကြည့်လိုက်ရအောင်ဘာလေးပေါ့ဒီမှာပါပြောင်းနေတာကျွန်တော်ကြိုက်တဲ့ရုပ်တွေတော့မဟုတ်ဘူးဒါပေမဲ့ဒီရုပ်လေးဘယ်လိုပြောမလဲသဘောကျပါလေတော့ဘယ်လိုပြောမလဲ sky blue ရောင်လေးကဲဒီမှာပါတဲ့ရုပ်လေးဟုတ်ပါတယ်ဒါအပေါ်ဆုံးကတော့အလေထဲမှာပါတဲ့အပြောင်ရုပ်လေးမစိုးပါဘူးဒီကောင်လေးအကြိုက်ဆုံးတော့ပါပါတယ်ဟို၃ယောက်ကတော့ပုံမိုက်တာဟိုတော့ပေါက်နေတယ်တော်တော်လေးချစ်ဖို့ပေါ့တော့မိမတော့လည်းစမ်းတယ်ဒီရုပ်လေးဆိုတော့စပင်းနေနေတော့မရှိတော့အယောင်ဆုံးနဲ့လုပ်တယ်အဲ့ဒီအရာနဲ့တမျိုးလေးတော့ဖြစ်တယ်စပင်းရှိသေးတယ်ပရိုဂချီဖို့လောက်အောင်ပါတယ်ကဲဒါလေးပေါ့ပါလေအားလုံးကိုပြောမယ်အကြိုက်နဲ့ထပ်တူကြရတယ်ကျွန်တော်ပြောလို့ရပါတယ်ဒီခေါက် blind box လေးကတော့ဒီလောက်ပါပဲနောက်တစ်ခေါက်ကြာရင်ပဲ blind box လေးပေါက်ပြီးဘာလေးပေါက်လဲဆိုတော့အားလုံးနဲ့တူချင်းကိုစိတ်လို့ချဆိုတယ်စောင့်ကြည့်ပေးကြပြောချင်ပါတယ်အားလုံးနဲ့ blind box တဲ့ခါကြာရင်ကန်ကိုကြာပါစေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကဲတဒါ see you next video